အာဓမ္မစရိယာဆိုတာကိုယ်ဒီလျောက်အာဓမ္မကိုကျင့်သုံးခြင်းနှုတ်ဖြင့်အာဓမ္မကိုကျင့်သုံးခြင်းစိတ်ဖြင့်အာဓမ္မကိုကျင့်သုံးခြင်းလို့သုံးမျိုးခွဲလိုက်တယ်နော်ကာယကံဝစီကံမနောကံကာယဖြင့်အာဓမ္မကိုကျင့်သုံးခြင်းနှုတ်ဖြင့်အာဓမ္မကိုကျင့်သုံးခြင်းစိတ်ဖြင့်အာဓမ္မကိုကျင့်သုံးခြင်းတို့လူတွေရဲ့ action က၃မျိုးပဲရှိတာလေစိတ်ထဲကတွေးတာလဲ action တစ်ခုပဲနှုတ်ကထုတ်ပြောတာလဲ action တစ်ခုပဲကိုယ်ဒီလျောက်လှုပ်တာလဲ action တစ်ခုပဲအဲ့ဒီ၃မျိုးမြတ်စွာဘုရားကအာဓမ္မကိုကျင့်သုံးတာဟာကာယနဲ့အာဓမ္မကိုကျင့်သုံးခြင်းဝါစာလို့ဆိုတဲ့စကားနဲ့အာဓမ္မကိုကျင့်သုံးခြင်းမနဆိုတဲ့စိတ်နဲ့အာဓမ္မကိုကျင့်သုံးခြင်းတို့၃မျိုးရှိတယ်တဲ့အဲ့ဒီမှာကာယဖြင့်အာဓမ္မကိုကျင့်သုံးတယ်ဆိုတာဘာလဲတခုချင်းရှင်းပြတယ်လောကမှာတဲ့တချို့ပုဂ္ဂိုလ်တွေဟာပါဏတိပါတိဟောတိသူများအသက်ကိုတတ်လိရှိတယ်သူတစ်ပါးအသက်လို့ဆိုတာလူပဲဖြစ်ဖြစ်တရိစ္ဆာန်ပဲဖြစ်ဖြစ်သက်ရှိတရဝအလုံးနဲ့သက်ဆိုင်တဲ့ပါဏအတိပါဒတရဝရဲ့အသက်ကိုတတ်လိရှိတယ်တဲ့အဲ့ဒါကိုသေယုတ်ဖော်လိုက်တဲ့အခါမြတ်စွာဘုရားတတ်တာဟာတစ်ခါတစ်ခါတတ်တာမဟုတ်ဘူးလှုပ်တော့ရှက်ဆက်တယ်လောဟိတပါဏိသွေးစွန်းသောလက်ရှိတယ်ဒီစကားလုံးကဘုရားသုံးခဲ့တဲ့စကားလုံးတော့သွေးစွန်းသောလက်ရှိသူလောဟိတပါဏိခဏခေတ်မှာပြောတဲ့စကားမဟုတ်ဘူးနော်သွေးစွန်းသောလက်လောဟိတသွေးပါဏိရလက်သွေးစွန်းသောလက်ရှိသူပါဏာတိပါဒသမဟာနော်ကြမ်းကြုတ်တယ်သွေးစွန်းသောလက်ရှိတယ်ပဟတပဟတိနိဝိထောတမှုဖြတ်မှုကိစ္စတွေအမြဲလုပ်တယ်ချက်ဆက်တယ်ပဟတပဟတိရိုင်းနေတယ်တပ်ဖြတ်တယ်အဲ့ဒီအလုပ်တွေကိုအမြဲတမ်းလုပ်တယ်အတယပန္နောကရုဏာကင်းမဲ့တယ်အကျဉ်းကင်းမဲ့တယ်အတယပန္နောပါဏပုတိသူတရဝရိဘောမှာအကျဉ်းတရားလုံးဝမရှိတဲ့လူတတ်တဲ့ဆိုတဲ့လူကဘယ်အကျဉ်းရှိမလဲနော်ဒရိစ္ဆာန်တွေဘောလဲအကျဉ်းမရှိဘူးဘသူဘောမှာအကျဉ်းမရှိဘူးတတ်မှုဖြတ်မှုကျူးလွန်အဲ့တော့မြတ်စွာဘုရားဟောတာပြည့်ပြည့်စုံစုံတာပါဠိတော်မှာနော်သူမြတ်တဲ့တတ်ချင်မှရှောင်ခြင်းမှအိစွာတွေတာပြောဒီမှာမြတ်စွာဘုရားဟောတာပြည့်ပြည့်စုံစုံနော်သူမြတ်တဲ့ကိုတန်လေးရှိတယ်တဲ့အဲ့ဒီလူကရက်ဆက်သူဖြစ်တယ်သွေးစွန်းသောလက်ရှိသူဖြစ်တယ်နော်ရှိုက်ပုတ်နှိမ့်ဆက်ခြင်းမှာအမြဲတမ်းလုပ်တယ်အကျဉ်းတရားကဲတရဝရိဘောမှာအကျဉ်းတရားကဲမဲ့သူဖြစ်တယ်ဒါတခုဒါအာဓမ္မပဲတရဝရိဘောမှာတတ်တဲ့အလုပ်ဒီအာဓမ္မအလုပ်နောက်တစ်ခုကအဒိဏထာယီသူများမပေးတဲ့ပစ္စည်းကိုရယူလို့ရှိတယ်ဒီအဓိပ္ပာယ်ကပြည့်စုံတယ်သူများမပေးတာကိုရယူတယ်ဆိုတာခိုးတယ်လို့ပြောတာမဟုတ်ဘူးနော်အမျိုးမျိုးယူတာတော့ခိုးယူတာလူယူတာတိုက်ယူတာလိန်ယူတာညာယူတာအကုန်လုံးပါတယ်ဗမာစကားမှာခိုးတယ်ဆိုတာတိတ်တိတ်ယူတာလေတိုက်ခိုက်ယူတာဆိုတာပြောင်းယူတာအဲ့ဒါလို့မဟုတ်ဘဲနဲ့အတုလုပ်ပြီးယူတာလည်းပဲဒီထက်ပါတယ်အကောင်းနဲ့အစစ်အတုနဲ့အစစ်ရောရောက်တာလည်းပါတယ်အတုကိုအစစ်ပါလို့ပြောရောက်တာလည်းပါတယ်အလုံးပါပါတယ်ဒါမှမဟုတ်ခိုးခြင်း25ပါးဆိုတာရှိတယ်အဲ့ဒါတွေအကုန်ခြုံပြီးတော့ပြောတာနော်အဒိဏဆိုတာသူများမပေးတာကိုအာရယီရှုလေးရှိတယ်တဲ့အဲ့ဒါကိုထပ်ဖွင့်တဲ့အခါမှာရှန္တံပရတပရဝိတုပကရဝိတုပကရသူတစ်ပါးပိုင်ဆိုင်ပြီးတော့သူတစ်ပါးနှစ်သက်မြတ်နိုးတဲ့သူတစ်ပါးရဲ့ပစ္စည်းဥစ္စာအဲ့ဒီပစ္စည်းဥစ္စာသည်ရွာထဲမှာရှိတာဖြစ်မယ်တောမှာရှိတာလည်းဖြစ်နိုင်တယ်အဲ့ဒီသူတစ်ပါးနှစ်သက်မြတ်နိုးတဲ့
ပစ္စည်းမျိုးစုံရွာထဲမှာရှိတဲ့ပစ္စည်းတောမှာရှိတဲ့ပစ္စည်းအဲ့ဒါတွေကိုတံအဋိဏံထေယသင်္ခတံအာရတာအဲ့ဒီပစ္စည်းကိုမယိုးသားတဲ့စိတ်နဲ့ရယူတယ်ထေယသင်္ခတဆိုတာခိုးရယူမယိုးသားတဲ့စိတ်နော်မယိုးသားတဲ့စိတ်နဲ့ရယူတတ်တယ်ဒါလည်းအာရမစရိယပဲအာရမကိုကျင့်သုံးခြင်းပဲ